နှစ်ပေါင်း900တောင်ကြာခဲ့ပြီးကျွန်တော်လီယွန်ကျန်းကျွင်းဟာအလောင်းပုံတွေသွေးပင်လယ်တွေကိုဖျက်ကျော်ပြီးမှနတ်ဖျားအဆင့်ကိုရောက်ခဲ့တာပါအထက်လောကကိုတက်ရောက်ဖို့အခွင့်အရေးကိုစွန့်လွတ်ပြီးတော့အာကာသကိုစုပ်ဖြဲခဲ့တယ်မိုင်းနက်ကိုတုတ်တင်ခဲ့တယ်နောက်ဆုံးတော့ငါပြန်လာခဲ့ပြီးတနန်တိုက်ကြီးမှာ900နှစ်ကြာခဲ့ပေမဲ့ကဘာမြေမှာတော့3နှစ်ပဲကြာခဲ့တာပဲကျွန်တော်ရဲ့ဇလံကျွန်တော်ရဲ့မုံတို့ကအခုထိရှိနေအောင်ပါဒါက3နှစ်တုန်းကကျွန်တော်နဲ့ချင်းချန်တို့အတူတူကတ်ခဲ့ကြတာမင်းကဘာတူလဲဘာလို့ငါအိမ်ထဲမှာရှိနေတာလဲမဟုတ်ဘူးဘာတွေကြည့်နေတာလဲဟန်ဖူအစုပ်လေးဝတ်ပြီးကော့ဆပ်ပလေးလုပ်နေတာလားဝိညာဉ်ကိုရှာအကိုကြီးကျွန်တော်မားပါတယ်ကျွန်တော်ကိုခွင့်လွှတ်ပေးပါအမေလိုချင်တယ်မင်္ဂလာပါဘလက်နဲ့ရိုက်တာလဲမော့ရောက်လာပြီ